皆さんこんにちは。ဒီခေါက်မှာ新幹線マスターအနီဆန်ရဲ့တိုင်းနီကကိုဆက်လက်လေ့လာတော့ကြပါမယ်။ဒီတိုင်းနီကမှာကဒုက္ခကしてဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်။အရှိကစာကြောင်းနဲ့နောက်ကစာကြောင်းရဲ့ပတ်သက်ဆက်နွယ်မှုတွေပါတဲ့ရှိတဲ့ဂရမပတန်တွေကိုလေ့လာတော့ကြရမှာပါ။ဒီနေ့နေ့နားလေးသိချင်နေရောဒီနေ့တော့ခုနကပေါ့နော်はいそれをgrammar number 1ကထိုးရီတာထိုးရီနေအတိုင်းတဲ့တိုင်းလို့အဓိပ္ပာယ်ရတယ်သူကဒိုရီတာဒိုရီတို့ဒိုရီနေလို့လည်းသုံးတာရှိတယ်ပေါ့နော်ဘယ်လိုကွဲလဲဆိုတော့ဒိုရီဒီလိုဒိုရီတာဒိုရီနဲ့သုံးမယ်ဆိုရင်သူရှိရမှာနော်ဒိုးရှိနေပဲဒိုးရှိပဲဖြစ်နောင်လည်းပဲဖြစ်သူကသုံးလို့ရတယ်ဒါပေမဲ့ဒိုးရီကကြတော့သူကနောက်တစ်ခုရနေပဲသုံးလို့ရအောင်နောက်တစ်ခုရနေပဲဒိုးရီကသုံးလို့ရတယ်ဒိုးရီကကြတော့ရှိကမာဘရုပတေရီကတ္တပတ္တပတေအရုနောက်နဲ့သုံးမယ်ဆိုရင်တော့အလျာနောက်လေးခံပြီးသုံးပြရတယ်နောက်တော့ဒိုးရီဆိုပြီးအဲ့လိုသုံးပြရတယ်တကယ်လို့ကိုကနောက်မှာဒိုးရီနဲ့ပဲသုံးချင်တော့အလင်းမှာတော့မခံပြရဘူးမခံရဘူးနော်ဒိုးရီနဲ့သုံးမယ်ဆိုရင်တော့လေကနေပြီးတော့ခံပြရတယ်ဆိုတော့ web လေးတစ်ချက်ကြည့်လိုက်ကြပါမယ်အမတာဒိုးရီ2020年の GLPT はမြန်မာでは行わないတင်ထားတဲ့အတိုင်းပဲ2020 GLPT ကမြန်မာမှာမကျင်းပဘူးအမိုးတာတိုရီထင်ထားတဲ့အတိုင်းဟိုကထင်ထားတဲ့အတိုင်းတစ်ခုခုကဖြစ်လာတဲ့အခါမှာပေါ့နော်ဒီလိုမျိုးသုံးရတယ်ဒီမှာဆိုလည်းရှီယာဆက်ချင်တဲ့နောက်ကဆက်ချင်ကဆက်နေရှိတယ်ရှီကထင်ထားတဲ့အတိုင်းနောက်ကGPT မကျင်းပဘူးဆိုတာကဖြစ်လာတယ်先生が書く通りに一緒に漢字を書きましょうဆရာရေးတဲ့အတိုင်းအတူတူပေါ့ခန်းကြီးကိုလိုက်ရေးကြရအောင်နော်ခကုစန်စေကခကုထူရီနိရေးထားတဲ့အတိုင်းနော်ရှေ့ရေးထားတဲ့အတိုင်းတော့ကလည်းလိုက်ရေးကြရအောင်ဆိုပြီးတော့ပြောတဲ့တပေါ်နော်ရှေ့ဆိုတဲ့နောက်ကဆက်ကြဆက်လို့ရှိサッカーの試合の結果は私の期待の通りだったဘောလုံးတိုင်ပွဲရဲ့ရလကကျွန်တော်ပေါ့နော်ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းဖြစ်ခဲ့တယ်။私の期待の通りだったကျွန်တော်မျှော်လင့်ထားတယ်思った通りနဲ့ဆင်တွေ့နော်期待の通りだったすみません期待のမပါဒီမှာ期待通りပြတကယ်လို့期待のခံပြီးသုံးချင်期待の通りပြပါဘောနော်ဒီမှာကျတော့通りနဲ့သုံးချင်ရင်တော့မထည့်အောင်တော့မခံရအောင်期待通りဆိုပြီးတော့ပြရပါဘောနော်じゃあ次の文法を続けましょうနောင်によってနောင်ပုံမူတည်ပြီးဆိုပြီးအဓိပ္ပာယ်ရတယ်ဒီနောက်ကသူ့ပေါ့နော်နောက်ကကြတော့စာကြောင်းအဆုံးတမှာချီကောက်ဆမတဲ့စတဲ့စကလုံးတွေတိုက်လေးရှိပေါ့နော်စတဲ့စကလုံးတွေနဲ့အဆုံးတလေးရှိတယ်နောက်တစ်ခုဒီအားကြတော့ဝါလေးပို့လာမှဖြစ်တာနောင်နီရော့တဲ့ဝါနောင်ပုံမူတည်ပြီးကတော့ပေါ့နော်ဒီဝါလေးကအများပေါ့နော်သူကတခုခုကိုရှင်းပြခြင်းတဲ့ပုံမှာတုံးတယ်အဲဒါမျိုးသူ topic particle လို့ခေါ်ကြပါနော်ဒီဝါလေးပေါ်လာလို့နောင်ရော့တဲ့ဝါဖြစ်သွားရင်ဆိုရင်နောက်ကဥပမာပေးပြီးတော့နော်ပြောတဲ့အစာကြောင့်လိုက်တဲ့တုံးပေးရတယ်စာကြောင်းရဲ့နောက်ဆုံးမှာအများဆုံးသုံးတာကခေါင်းရှိတယ်ပါဆက်ကုတ်ပုံမအားတွေပေါ့နော်စားတဲ့စကလုံးတွေနဲ့အဆုံးတည်းရှိတယ်ဆိုတော့bravo လေးတစ်ချက်ကြည့်လိုက်ကြရအောင်お金についての考える方は人によって違います。ဒီ
ပတ်စံနဲ့ပတ်သက်ပြီးတွေးတောပုံတွေစဉ်းစားပုံတွေကဒီပုံတွေပြီးတော့꿰ပြကြတယ်ပေါ့နော်ဟိတိုနီရောက်တဲ့ဟိတိုနီရောက်တဲ့ပေါ့နော်လူပုံမှုဒီပြောပါဒီလူပုံမှုဒီပေါ့နော်လူတိုင်းကအဲ့လိုပတ်စံတဲ့နဲ့ပတ်သက်ပြီးအတွေ့တခုတည်းမရှိချင်ဘူးမရှိကြဘူးเนาะအဲ့ဒါရဲ့ဆင်ခြင်ပါသူကဒီလူတယောက်ချင်းစီပုံနဲ့တက်ပြီးတော့꿰ပြကြတယ်ဒီပဲ明日は場所によっては雨が降るかもしれません皆さんがနေရာပုံမူတည်ပြီးတော့နေရာပုံမူတည်ပြီးကတော့မိုးရွာနိုင်လားရွာကောင်းရွာနိုင်ပြီပေါ့နော်ဆိုတော့ဒီမှာ passion ရော့တယ်ပါပေါ့နော်ဆိုတော့ဒီဝါလေးပေါ်လာတော့ကဟိုမှာပြောတဲ့စာကြောင်းလေးလိုက်တယ်စာကြောင်းရဲ့စိတ်သက်မှာလည်းအပေါ်ကပြောခဲ့တဲ့အတိုင်းပဲခောက်ပုံရှိတယ်မှာဆက်နေဆုံးသက်တာပေါ့နော်これによって習慣が違いますတိုင်းပြည်နိုင်ငံတွေပုံမူတည်ပြီးတော့လေးထားတွေပေါ့နော်ကာချာတွေက꿰ပြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ grammar ပတ်တဲ့နေရတဲ့ကအရှိရနေတယ်ပေါ့နော်နောင်နဲ့ပဲတွေ့လိုက်တယ်ပေါ့နောင်နေရတဲ့ဒီကကြတော့ဘယ်လိုပြောမလဲအမြဲတည်တည်မဖြစ်ဘူးပေါ့နော်ကိစ္စတကူကဒီလိုလေးဖြစ်နေတယ်ဘယ်လိုလေးဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတက်တချပြောလို့မရဘူးဆိုရင်စัจ jin ဖတ်တိတ်ပဲပေါ့နော်じゃあတော့ grammar ဟောတော့ကြပါမယ်grammar でちゃんちゃんですみません感謝の言葉でも言い方によっては悪い意味に聞こえることもあるဆိုတော့ကျေးဇူးတင်စကားကျေးဇူးတင်တဲ့စကားလုံးဖြစ်ပြီးမှလည်းပေါ့နော်ပြောပုံပြောနည်းပုံမူတည်ပြီးတော့မကောင်းတဲ့အဓိပ္ပာယ်ဖြစ်သွားတာမို့မကောင်းတဲ့အဓိပ္ပာယ်ဖြစ်ကြားသွားတယ်ပေါ့နော်ကြားရတဲ့ခါလေးပဲရှိပါတယ်ဒီခါတည်းလေးတွေပါပြောပုံပြောနည်းပုံမူတည်ပြီးကတော့ဆိုပြီးတော့တုံ့ပြန်ထားတာပါအခုနံပါတ်3 grammar ကိုကြည့်ကြပါမယ်သာပိနိတိုင်းမှာဆိုပြီးတော့အဓိပ္ပာယ်ရတယ်ဆိုတော့သူ့ကိုကြတော့ဒိုးရှိဆိုရင် value နဲ့သုံးတယ်ဒီလိုတောင်းဆိုရင်တော့တော်လေးခံပြီးတော့သုံးပြရတယ်value သာပိနိတောင်းတော့သာပိနိဆိုပြီးတော့ rebel လေးတစ်ချက်ကြည့်ကြပါမယ်ကိုတို့ရှာရှီယိုမီဒူသာပိနိခါဆုကိုအဝိဒဆုဒီတစ်ပုံကြည့်လိုက်တိုင်းမှာမိသားစုကိုတတိရတယ်မီဒူသာပိနိကြည့်လိုက်တိုင်းမှာကိုတို့ရှာရှီယိုမီဒူသာပိနိဒီတစ်ပုံကိုကြည့်လိုက်တိုင်းမှာဆိုပြီးတိတ်ပြရတယ်နောက်တစ်ချောင်း母は私が電話をかけるたびにちゃんとご飯を食べているかと聞くအမေကကျွန်တော်ဖုန်းဆက်လိုက်တိုင်းမှာတပည့်ကောက်စားရလားလို့မေးရပါတော့ဒါတော့မိပါတယ်မြင်ပြီးကြပါဒါတပည့်ကိုရကိုရတဲ့မေးတော့ဝေးရတည်းမိဘရဲ့ဝေးရနေရောက်နေမိဘရဲ့အလိုအမြင်ပေးကြမယ်နော်ဆိုတော့ဓမ္မကိုခက်ခဲရတာပြီးဒီဖုံးဆက်လိုက်တိုင်းမှာဆိုပြီးတော့ဒီပဲထုတ်ကြတာပေါ့နော်彼のところへ行くたびに彼は勉強しているသူစီကိုတွားတိုင်းမှာသူကစာလုပ်နေတာပေါ့နော်တကယ်ချင်းတွေပေါ့စာမလုပ်ဘူးဆိုပြီးတော့စာမလုပ်ဘူးဆိုပြီးတော့သူစီကိုတွားလဲတိုင်းမှာအမြဲတမ်းတစ်ခုနဲ့စာလုပ်နေတာအဲ့ဒါကိုစာမလုပ်ဘူးကပြောတယ်ပုံစံလိုပေါ့နော်ဆိုတော့ ikku ta pini တွားတိုင်းမှာဆိုပြီးတော့အတိပဲထုံးပါတယ်ဆိုတော့ဒီတာပီနီကအငြင်းမှန်တဲ့သဘာဝတရားတွေနဲ့တော့တကူကအလေးချင်းတွေကိုပြောတဲ့အခါမှာတော့တုံးလို့မရဘူးလို့တရားပြောလဲဥပမာအဖြစ်မနက်တိုင်းမှာနေကအရှိကထွက်တယ်လို့အဲ့ဒါကြောင့်သဘာဝတရားပေါ့တော့အဲ့လိုမနက်တိုင်းမှာဆိုပြီးတော့အဲ့လိုအဲ့ဒီမှာတာပီနီနဲ့သွားတုံးလို့မရဘူးတော့တကူက
ကျွန်တော်ကမနက်ဝေါ်လေးတိုင်းမှာလေ့ကျင့်ခန်းလုပ်တယ်သိပ္ပူလေ့ကျင့်ခန်းလုပ်တယ်ဆိုတော့အဲ့လိုနေရာမှာလည်းဒီတာပီနီကိုသုံးလို့မရဘူးပေါ့နော်တာပီနီကဘယ်လိုပုံစံမျိုးလဲဆိုတော့သူကအခြေအနေတစ်ခုပေါ့နော်အခြေအနေတစ်ခုဆိုတာတဲ့အလုပ်ရက်တစ်ခုပေါ့နော်လုပ်ရက်တစ်ခုကတက်ခါပေါ့နော်ဖြစ်နေတဲ့အခါလုပ်ရက်တစ်ခုကတက်ခါဖြစ်နေတဲ့အခါမှာအများဆုံးသုံးတယ်လုပ်ရက်တစ်ခုကတက်ခါအဖတ်တလဲလဲဖြစ်နေတဲ့အခါမှာသုံးတယ်ဒီလိုမျိုးတဘာဝတရားတွေနဲ့အလေးချင်းတွေကိုပြောတဲ့အခါမှာတော့ဒီတာဗီဒီယိုသုံးလို့မရပါဘူးဆိုတော့နံပါတ်၄ပြန်အောင်ကြည့်ကြပါမယ်နာနနီဟိုတိုနာနနီပါနာနနီဟိုတိုနာနနီနာရာနာနနီဟိုတိုနာနနီဟိုတိုဒါနီနာနီရဲ့နာနနီတလောက်ဆိုပြီးတော့အတိတ်ပဲရတယ်ဆိုတော့သူကအရှိမပေါ်တော့တိုက်ရင်ပတ်တလောက်လုံးရင်လုံးတလောက်ပို့အစီပြလာမယ်နောက်မှပို့အစီပြလာမယ်ပို့ကောင်းလာတယ်ဆိုတဲ့အတိတ်ပဲရှိတယ်ဆိုတော့ကိုယ်မတောင်းကြည့်ကြပါဒီလိုကိုကဘယ်နဲ့တော့မယ်ဆိုရင်သူ့ကိုဘာဖောင်ရင်ပြောင်းပေါ့နော်သူ့ကိုဘာဖောင်အရင်ပြောင်းပြီးတော့နောက်ကဒီဘတ်တူနဲ့တွဲဘတ်တူနဲ့တွဲပြီးမှနောက်ဆုံးကဟိုတိုလိုက်ဟိုတိုလိုက်ဒီလိုကိုကရေးချတဲ့နဲ့တုံးချင်ဆိုတော့ရေးချတဲ့ကိုဘာတူလဲရေးချတဲ့ကိုလည်းဘာဖောင်ပြောင်းနော်ဘာဖောင်ပြောင်းလဲတော့ရေးချတဲ့ကိုဘာဖောင်ပြောင်းရင်ကိုဘာဖောင်ပြောင်းလဲဆိုရင်ခဲလေးပါရလာခဲလေးပါပြောင်းပြီးတော့နောက်ကရေးချတဲ့ပြန်ပေါင်းပြောင်းပြီးတော့နောက်ဆုံးကဟိုတိုလိုက်နာချစ်တဲ့ပြောင်းမယ်ဆိုရင်တော့နာချစ်တဲ့ဆိုရင်နာချစ်တဲ့ကိုလည်းတကယ်တော့ဘာဖောင်ပြောင်းမှာပဲဒါပေမဲ့နာချစ်တဲ့ကဘာဖောင်ပြောင်းလို့မရဘူးဒါအဲ့ဒါကြောင့်မလို့နာရာဖောင်ပြောင်းပြီးတော့နောက်ကနာချစ်တဲ့လိုက်ပြီးတော့ဆုံးပါကြတော့ဟိုတိုကနောက်ဆုံးကနောင်ဘယ်ကွာနောင်နေဒီနေ့ဆိုရင်ဒီမရှိဆိုနောင်ရှိမှာဒီတမမွေနာအချစ်တဲ့တစ်ခုနဲ့ပေါင်းပြီးမှနောက်ကဟိုတိုကပြည့်ပေါ့နော်မောင်ခေနာဟာနာဟိုတိုစတဲ့ဖြစ်အရှိကဒီလိုကိုနောင်နဲ့ပြောချင်တယ်ဆိုရင်အရှိကအချစ်တဲ့တစ်ခုပါပြီးကပ်ပြီးမှနောက်ကဟိုတိုတွေ့တယ်နော်ဆိုတော့ဘယ်လိုလဲတစ်ချက်ကြည့်ကြပါ持てば持つほどもっと欲しくなるပိုက်ဆိုင်လောက်ပို့ပြီးတော့လိုချင်လာတယ်ဆိုတော့ပိုက်ဆိုင်တလောက်持てば持つほどနော်ဆိုတော့ဒီမှာသူကဘတ်နဲ့တုံးချင်တော့အရှိကဘတ်ကိုအရင်ဆုံးပါအောင်ပြတယ်နောက်ကဒီရှော့ဘတ်နဲ့တွေ့တယ်နောက်ဆုံးကျတော့ဟိုတိုလိုက်တယ်ပေါ့နော်ဆိုတော့ဘယ်လိုလေးဖြစ်တော့မလဲဆိုတော့ဘတ်တူဟိုတိုပေါ့နော်ဘတ်တူဟိုတိုဒါကကျတော့ဒီရတယ်တော့နော်ဒီလိုကိုကဘတ်နဲ့တုံးပြီးတော့ဒီအတိပယ်ကိုပြောချင်ရင်ဒီလိုလေးတုံးပြရဆိုတော့အဲ့ဒါကြောင့်休みの日は多ければ多いほど嬉しいပိယကများလေးပိယကများရင်တလောက်ပြောတယ်ဆိုတော့ဒါကိုလေးဆက်လုပ်ဆောက်ပြလိုပဲပြနေပိပြောတယ်ဆိုတော့ဒီမှာကရေးချတဲ့နဲ့တုံးချတာနော်ရေးချတဲ့တုံးချတော့အရင်ဆုံးကခဲရဲပါဤကိုခဲရဲပါပြောင်းပြီးတော့ကဤလိုက်ပြီးတော့ဆိုကဟိုတုတ်ကဆိုဘယ်လိုလေးဖြစ်တော့မလဲဆိုခဲရဲပါဤဟိုတု
ဆိုပြီးဖြစ်သွားမယ်နော်ဒါကဒီadjective ကိုတောင်းပြီးတော့ဒီ grammar ဒီအဓိပ္ပာယ်နဲ့ပြောချင်ဒီလိုလေးတောင်းပြရတယ်ဆိုတော့တော့ grammar တော့ sorry တော့ကြောင်းမယ်マチが賑やかなほど、商店で運動会よく売れるのだ。それでなんか、ラジでね、どうしよう。だいぶリアルやでね、どうされるのဒီမှာအတူချုပ်ပြီးဒီလိုလေးလေးပြောလို့ရဆိုပြီးတော့သိစေချင်လို့ထည့်ပြီးထားပါတော့တကယ်လို့ကိုကဒီပေါ်မှာပြောခဲ့တဲ့အတိုင်းဒီပဒရေးနဲ့မသုံးချင်ဘူးနာရလောကနာချစ်တဲ့ထက်တဲ့မျိုးမသုံးချင်ဆိုဒီလိုလေးသုံးရတယ်နာချစ်တဲ့ဘယ်လိုပြောမလဲနာဟုတ်တော့ပြတော့ဘောနော်ပို့တော့တော့ရှေ့ကပြောလို့ရှိပြောရလဲပြီးရှိသွားတယ်ဒီဒီကနာဟုတ်တယ်ဘောနော်နာဟုတ်တော့ဆိုပြတော့ဘောနော်တိစိတ်လာဒီပြရတယ်ဒီလိုပို့ပြီးတော့အချင်းချုပ်လိုက်တဲ့ပုံစံပေါ့နော်ဒီလိုလေးလည်းသုံးလို့ရတယ်ဆိုပြီးဒီစချင်လို့ထည့်ပြတာပေါ့နောက်တစ်ကြောင်း忙しい人と時間の使い方が上手だဆိုတော့ဒီမှာကလည်းရည်စတဲ့နဲ့သုံးချင်တာပေါ့နော်ဆိုတော့忙しいပေါ့နော်အခုရည်စတဲ့သုံးချင်တာကိုစဉ်းစားစေသူကကျတော့ဒီနောက်တဲ့သုံးချင်တာပေါ့နော်ဆိုတော့ဒီနောက်တဲ့သုံးချင်ရေကိုကပေါ်မှာပြောခဲ့တယ်လို့ပဲနောက်တဲ့သုံးချင်ရေအရှိမကအေးချစ်တဲ့တာပေါ်မှာဒါအချစ်တဲ့ကိုထည့်ပြတယ်ဒါကြောင့်မို့ရှိမှာ忙しいဆိုရအေးချစ်တဲ့ကိုထည့်ပြထားတာ忙しいရှိတော့ပေါ့နော်နောက်ကပြီးတော့နောက်ကဟိုတိုးလိုက်တယ်ပေါ့နော်ဆိုတော့ဘယ်လိုလေးပြတာမလဲဆိုတော့now ဟုတ်တယ်ပေါ့နော်now ဟုတ်တော့now ဟုတ်တယ်ဆိုရတော့ဒီကကိုကတကယ်လို့ now နဲ့ဒီအဓိပ္ပာယ်ကိုပြောချင်ဒီလိုမျိုးလေးပြောရအောင်နော်ဒီ now ဟုတ်တယ်ဆိုတော့ဒါဒီကွာဘာကတော့ဒီမှာပါပဲရောက်ပါပြီဒါဆိုတော့ကမှတော့ချပါမယ်ဆွေးတယ်ကတလက်ဆိုင်မြန်မာလိုတလက်ဆိုင်ဆိုပြီးအဓိပ္ပာယ်ရသူကလမ်းကြုံခိုင်းတာလမ်းကြုံပြီးတော့လမ်းကြုံလို့ပတ်ချီလို့အဓိပ္ပာယ်ရတယ်လမ်းကြုံဝေးပတ်ချီလမ်းကြုံခိုင်းခြင်းဒီကိုဆက်လက်အဓိပ္ပာယ်ရပါတော့ဆိုတော့သူကသူရှိတယ်လေတုံးတယ်ပဲရှိတယ်လေတုံးတယ်ဘတ်တယ်လေတုံးတယ်နောက်တယ်လေတုံးတယ်နော်ဒီလိုဘတ်တယ်တုံးချင်းဘဒုဘတ်တာတော့ကစီတယ်လေနောက်တဲ့တုံးချင်းတော့နောက်ကိုအလေတော့လေးခံပြီးတော့နောက်တော့စီတယ်လေဆိုပြီးတော့တုံးပြရတယ်ဘယ်လိုလေးတစ်ချက်ကြည့်ကြပါမယ်ကိုရိုခောက်စီတယ်လေ私のも買ってきてくれないကိုပီတော့ရတဲ့လက်စားတဲ့ကျွန်တော်တပါရခဲ့ပြီးလို့ရမလားအဲ့လိုခိုင်းတဲ့အခါတပတ်သူကလမ်းကြုံလို့ကိုကခိုင်းခြင်းတဲ့အခါမှာဒီလိုတော့ပြရတယ်ပေါ့နော်တော့ဝိပ္ပတမိုင်းကိုဒီလိုကိုယ်ဘယ်လိုချင်မလဲကိုလမ်းကြုံခါလိုက်တဲ့အခါမှာဒီလိုပဲဒီပတ်တဲ့ကတော့တော့ဝိပ္ပဖြစ်ပါဆိုတော့ခောက်စိတ်တယ်လေဆိုတော့ရှင်းပေါ်မှာပြပြလိုက်တယ်ဒီ short စိတ်တယ်လို့ဝယ်လက်စားတယ်ပေါ့နော်ဝယ်လက်စားတယ်ဆိုပြီးဒီပဲပြန်ပြရတယ်တခြား仕事へ行くついでに駅まで送ってあげるよအလုပ်သွားရတဲ့လက်စားတဲ့ဘုဒ္ဓတိလိုက်ပို့ပေးမယ်လေအဲ့လိုတဲ့ကိုကအလုပ်သွားရတဲ့ဘလို့တကယ်သူကလမ်းကြုံရခေါင်းမှာသူ့ဘာတပါတယ်ခေါ်တော့မယ်နော်လက်
သူကလမ်းကြုံရင်းနဲ့တလက်စားတယ်ပေါ့တွားရင်းနဲ့တလက်စားတယ်အဲ့လိုတိတ်ကုန်ပေါ့နော်ဆိုတော့ဒီမှာလဲကိုကဒီဘက်သူကိုကြီးပေးချင်တဲ့ခါမှာကိုလည်းတတ်နိုင်ကိုလည်းလမ်းကြုံနေမှာကိုကြီးပေးချင်တဲ့ခါမျိုးမှာလည်းဒီလိုတုံးရတယ်နောက်ဆုံးနောက်တစ်ခုကဲကန်တော်ဆုံးချီကိုစရုစီတနည်းကုသနောဆယ်ရီကိုရှိရောဒီဘန်ကန်ဆိုတာအေးတကားဝင်ပေါ့နော်တကားဝင်ပေါ့အေးတစ်ဆက်ပိတ်ပေါ့အဲ့ဒီနေရာကိုတန်ရှင်းလို့ရတဲ့တလက်စားတဲ့ဖက်တွေကိုပါစီကြရအောင်နော်ဆယ်ရီဆိုတာဆယ်ရီဆိုတာစီရည်ဒီပေါ့နော်ဆိုတော့ဒီအေးတစ်ဆက်ပိတ်အိမ်ဝယ်ပေါက်ကိုတန်ရှင်းလို့ရတဲ့ဖက်တွေကိုပါစီကြအောင်ပေါ့နော်ဒေချာဒီရတခြားလေးစီကြအောင်ဒီပဲဒီမှာဆိုချီအိုစရုစီတတိတရှိလိုရဲ့နဲ့တလက်စားတဲ့လာချုံတော့အဲ့လိုမျိုးစတယ်ဆိုတော့နောက်ဆုံးတစ်ကြောင်း散歩のついでにこのハガキをポストに出してきてください。လက်ဆောင်နေတဲ့တလက်စားတဲ့ဒီ post ကကိုပေါ့နော်စားတိုင်းစီကိုပေါ့နော်စားတိုင်းပုံစီကိုထည့်လိုက်ပြပါလားဆိုတော့ကိုကဒါလည်းခိုင်းတာလို့နော်လမ်းကြုံခိုင်းတာစမ်းပေါ်လို့သိတဲ့ဒီလမ်းလျှောက်တော့တလက်စားတဲ့လမ်းလျှောက်ရင်တလက်စားတဲ့နော်ဒီလေးကလုပ်ပြပါလားနိုင်တဲ့နေတလက်စားတဲ့နိုင်တဲ့နေလုပ်ပြပါလားဒီလိုမျိုးအတုံးရတယ်ပေါ့နော်ဒါခုနလိုသူများကိုအခုကြီးပေးခြင်းတဲ့ခါလမ်းကြုံတော့အခုကြီးပေးခြင်းတဲ့ခါမျိုးတွေခုလိုသူများကိုလမ်းကြုံတော့ခိုင်းခြင်းတဲ့ခါမျိုးတွေမှာလည်းအတုံးဝင်ပါတယ်ဒီနေ့ရဲ့ grammar တိုင်းနိကာရဲ့ဒီမှာပါပဲအဆုံးသတ်ပါပြီနောက်ပတ်မှာတော့တိုင်းစကနဲ့အတူပြန်လာခဲ့ပါမယ်ဆိုတော့တန်းနဲ့စကားရဲ့သမတ်した